မင်းလာပါဘူးဆိုရတာကောင်းပါတယ်ဒါပေမဲ့ကစားတာတော့မကောင်းဘူးပေါ့အပြင်မှာကလောင်းကြီးတွေရှိတယ်လေလောင်းကြီးလောင်းတဲ့လူတွေကိုလက်ဆင်ပေးတော့ပွဲရတော့နေ့ပြန်ဘတ်စော့ဖိုင်နယ်ကဘတ်စော့9လေဘတ်စော့9ဆိုတော့အမတ်ကရတာပဲရှိတာလေဘတ်စော့9ကျတော့ရှင်ပြန်ရတာကျွန်တော်တို့ရှင်ပြန်ရတာသူတို့နေလည်းနည်းနည်းလေးပူချက်စီတာဘတ်စော့7လောက်ဆိုကျွန်တော်တို့လည်းရှုံးတတ်တယ်သူလည်းတိတ်ကောင်းတဲ့ကစားသမားတွေပါတယ်လေပြီးတော့ပြိုင်တဲ့ပုံမှာသူနဲ့ကိုနဲ့ပြိုင်တဲ့ပုံမှာဘလို့တာကြီးပြိုင်ပွဲကြီးပုံစံမျိုးတော့ကိုမထည့်တာဘူးလေဘာလို့လဲဆိုတော့ကျွန်တော်တို့ကဆရာသူညီကိုတွေလေဘယ်နဲ့ပြန် final ဝဲမှာအကောင်းဆုံးကစားမယ်ပေါ့ကျေးဇူးပါခင်ဗျာ